လွင်ထားထားနှလုံးသားကိုဖွင့်တဲ့တော့ပြောင်းလဲသွားတဲ့အရာတွေထဲမှာကိုယ့်ဘက်ကလည်းပြောင်းလဲသွားနိုင်သေးတာပါပဲအသက်အရွယ်ပြောင်းလဲလာတာနဲ့အမျှကိုယ့်ရဲ့စိတ်တွေဘဝအမြင်တွေအတွေ့အခေါ်အယူဆတွေဘဝကိုမြင်ပုံချင်းတွေတန်ဖိုးထားတဲ့အရာတွေပြောင်းလဲသွားနိုင်တာပါပဲပြောင်းလဲခြင်းဟာအဖြစ်တစ်ခုမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့ပြောင်းလဲခြင်းဟာအဆိုးဘက်မတမ်းပဲအကောင်းဘက်ပြောင်းလဲခြင်းသာဖြစ်စေချင်ပါတယ်ပို၍ကောင်းမွန်သောကိုပို၍ရင့်ကျက်သောကိုပို၍စိတ်နှလုံးဖြူစင်တန်ဆင်းလာသောကိုပို၍တန်ဖိုးထားတတ်လာသောကိုအဖြစ်ပြောင်းလဲလာစေချင်ပါတယ်ကိုပြောင်းလဲလာသည်နှင့်အမျှကိုရဲ့နှစ်ဘေးမှာကိုတန်ဖိုးနဲ့ထိုက်တန်တူညီတဲ့ကိုရဲ့စိတ်နဲ့ frequency ချင်းတူတဲ့နှလုံးသားချင်းနီးစပ်တဲ့တန်ဖိုးထားစရာအဖော်မုံကိုတွေ့ဆုံခွင့်ရနိုင်ပါသေးတယ်။တချို့သောလက်လွတ်ဆုံးလိုက်ရခြင်းတွေဟာပိုကောင်းမွန်တဲ့အရာတွေလူတွေအဖြစ်အပျက်တွေကိုကိုယ့်ဘဝထဲရောက်ရှိလာဖို့လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ဒါကြောင့်တချို့လူတွေနဲ့လမ်းခွဲလိုက်ရတာအတွက်ဝမ်းမနည်းပါနဲ့လူတွေကပြောင်းလဲသွားတတ်လို့စိတ်မထိခိုက်ပါနဲ့ကိုနဲ့ထိုက်တန်သူကိုအနားမှာနေခွင့်ရတာဖြစ်ပါတယ်